Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ဟုတ်ကဲ့ဘုန်းကြီးပြပါရလားဗျာဘုန်းကြီးပြပါရလားမရဟုတ်တမီးတို့ပါလို့ပြောရဲ့ပြည့်စည်ကုန်အော်ရချောင်းလာနေဒီမကြီးကိုကြောက်တယ်ဗျာဘုန်းကြီးရလားဗျာဘုန်းကြီးရရလားဗျာဟိုတဲ့တမီးတို့ကိုကြည့်ဘယ်လိုပါလားခဏကြီးကိုကြည့်ဟဲ့ဖွေတော်မျိုးတော်လူချလိုက်ဟုတ်တယ်ပြည်ကြီးကိုအာဒီလူကနာထနာထဆိုတာကနဲ့အတိတ်ကိုပြန်လိုက်ရင်နဲ့ဆိုတာကလူသားတွေရဲ့ကြီးညိုရအားကိုးရကိုးဝယ်ရနာထတာလေဒီလိုနဲ့ကကြီးညိုတရားတစ်ပတ်မှမရှိအထက်ကပြီးတော့အောက်လူနာထောက်ကူကညဆိုင်
နာနဲ့ရှင်ကရာဂရုပ်စိတ်ကပုံနဲ့နာတော့မဟုတ်တဲ့ဘာလာရုပ်အာဂမအထုပ်အာနာအရှင်ကမပြတ်တဲ့တောင်းရနာကလည်းနဲ့သူ့ရဲ့ရောင်မှာလာပုံကြလို့ကတော့ဆရာနဲ့ရောပြီးမြင်းသေးကြလိုက်လို့တခါတော့လက်မတော်ပေါ်သွားမယ်နော်လူလေးကြည့်တော့ဒီလောက်ကလေးရှိတယ်ဒီလောက်လူလေးကြည့်တော့ဒီလောက်ကလေးရှိခွေးမှုရွာလဲတဲ့လူမှုစားခြင်းလာလာပြီးတော့ဘာမှမဟုတ်တဲ့နတ်တမာဒိဋ္ဌိနတ်မဟုတ်တဲ့မိစ္ဆာဒိဋ္ဌိနတ်လို့ဟဲ့ကောင်မလာစမ်းဘယ်ပါဇက်ကပြောဇက်တီရှိတယ်မောင်ကြီးနဲ့ဟောဒီပါဇက်ကပြောတာဒီပါဇက်ကငါ့ကိုတမာဒီဝမဟုတ်တဲ့မိစ္ဆာဒိဋ္ဌိနတ်ဆုံးနတ်ပဲလောကနီတိထဲမှာရှိတယ်စာခင်ဗျားတို့ကြားဘူးလားတောင်ချိုတောင်ရပေါက်တဲ့ဝါအဖျားခတ်တွေတဲ့အိမ်ချိုအိမ်ရမွေးတဲ့သာသမီကစကားကြွယ်ပြီးငါလိုနတ်ကုန်များမိစ္ဆာဒေဝလို့ပြော့ထွက်တဲ့ပါဇက်စီကြီးပြီးတဲ့ပါဇက်သူများနတ်လို့အဲ့ဒီလိုလက်လက်ချင်းမရိုက်ဘူးလက်လာလို့နင်ပါပြင်လဝတ်တယ်လိုက်နဲ့ရာကဲပြောမချင်ရင်ပြောမချင်စရာจิตตาဆိုပြီးထားဘာဖြစ်จิตตาဆိုပြီးထားတေယုံကမတနာနိုင်ဘူးမလန်းကိုဝေးသွားပြီးတဲ့ဒီလူတီကကြတော့လေငါကတရုံးစီပြက်ပြီးတဲ့အယိုးပြာတွေပဲကြံတော့တယ်နတ်တရားကနတ်တီနတ်ရောမှာနတ်ပုံမိတ်နဲ့စံမြန်းနေပြီရေဦးလေးကအေးလေးလေးကိုယူခွေမှာတော့ဆွေးနေပေါ့အဲ့ဒီရေဦးကြီးကတော့အေးသွားပြီကျန်တဲ့ကိုယူခွေကတော့မယုံနိုင်မတွက်နိုင်နဲ့ဆွေးပြီးသေးရပါလိမ့်မယ်ဗျာအချောင်းမတိုင်းလို့နှလုံးပြန်သေးလဲငါအလုံးကိုဖူးဟိတ်ကဲလမ်းမကျောင်းရဲ့မြေပေါ်မှာထိဆရာကจิตตาဆိုပြီးထားจิตตาဆိုပြီးထားပြီးတော့နေတော့ဗာနေနာပါသူကနားနဲ့လူပဲဝိတုဟုတ်တာကပါဟုတ်တာပါတော့ပါးနေရှိလိုက်ပြောင်းရိုက်တယ်ဘုံကြီးကလေအသက်ကြီးနေပြီအသေးကပူတော့အသေးလေးတွေစားလို့ဒါဘယ်သူဖြုတ်စားသွားတာတော့ဟိုကိုကြီးနဲ့စားသွားတာဒါလေးကကြည်တာမကတကိုးနဲ့ခိုးလာတာဘုံကြီးကပ်ဖို့ယူလာတဲ့တကြီးကြီးတယ်ကိုအာကန်လူဘုံကြီးတွေဖုံးပေးပြီးကြံတဲ့ဟာတွေလားပို့ထားဒီလေဘုံရှင်ကကျေတပါရှင်သာသနာအာကန်ကြီးဒါမျိုးတွေလားရောက်လို့ဆောင်းလေမလောက်ပါနဲ့ဘုံကြီးနေတော့လေးပါရေးပါတယ်ဘုံကြီးနေဆေးရတာလေးပါအဲ့ဒီမုံနေတတိတွေရတဲ့ဟာတွေငါဖူးတာရှင်တွေပဲအကုန်အော်ချောင်းလည်းလောက်ရအဲ့ဒါမက်ကန်လိုက်တော့ရာကြီးကြီးဖြစ်ကုန်ပါရဲ့ဘုံကြီးနေတယ်မလေးကဆေးရပါတယ်ဘုံကြီးနေဆေးရတဲ့နိုင်တော်လေးနဲ့ဘုံကြီးကြာတင်ပူလာပြီးအသီးလေးတွေစားရအောင်လို့ဆိုဝင်လာတာနေအသီးတွေအကုန်ဖက်ပြီးပဲဒီသားတွေကြီးတယ်ပဲဆရာတော်ဘုရားဦးခဏကရမလားအောင်းမိတ်လမ်းကနေဘုံကြီးနဲ့တကယ်ချင်းစားဆွမ်းတော်တဲ့ပလီမော်မရောက်ခင်လေဘုရားအရင်ကြီးကန်းဦးနေတာဘာဟာနေအရင်ဦးနေတာငါကြည့်နေတာကြားပြီနေဦးဒါပါသင်္ကန်းမှာချင်းအသက်ချင်လို့ပါသင်္ကန်းအာကြီးတော့ယေသကုဏဟာဝေလာမိဖိတ်ကိရောက်တော့နေလသင်္ကန်းပရိခေယဆိုင်နေလရေဘုံတန်တက်တာနဲ့အလူတော်မင်္ဂလာခန်းဝင်ပစ္စည်းပြီးရင်ဆိုင်က31 32တမန်နဲ့ဈေးကြီးပြည်မြို့ကနေလသင်္ကန်းဆိုင်ကပြည်ရနေဝဲလာတာဟင်
ဒီတင်ကပြည်ရနေဝဲလာတာဆိုလို့ကိုတို့ဖုန်းကြီးကိုအကက်မခံနိုင်ဘူးအဲ့ဒီတင်ကဆိုင်ကပြည်မျိုးပေါ်ကဖုန်းကြီးเจ้าတွေကဦးစင်းလေးတွေကိုရင်လေးတွေဘောလုံးပွဲလောင်းနေရမရှိလို့ခိုင်ကိုပြန်ပြီးသွတ်ထားတဲ့တင်ကန်းတွေခိုင်ပြန်သွတ်ထားတဲ့တင်ကန်းတွေအစ်စ်မဟုတ်ဘူးအဲ့ဒါအဟောင်းတွေဦးစင်းတွေနှလုံးထိုးဖို့သုံးလုံးထိုးဖို့ပြန်ရောက်ထားတာ ကောင်းကြီးနဲ့လေးစကစကလုံးလေးနဲ့ ဘာလို့ပါလဲကြောင်းနေ ဘုံဘုံတော့လက်ဒီကိုမပေးနိုင်ပါဘူးခင်ဗျာ နေတော့နတ်ကြီးနဲ့ပါမပေးနိုင်ဘူးဆိုတော့နေတော့ကလူကြီးလူရမှာဗန္ဒလာအာသာရမဟာသေအောက်မကြရအောင်ဘယ်လိုသိချုံမှာမလို့ဘယ်လိုသိချုံ ကော မှာ င်းကြီးနဲ့ ဘာလို့ ဘုံကြီးမှာအသက်မရှင်တော့ဘူးဆိုတာသိကြရဲ့ဒါတဘာမှကိုလွန်ဆန်လို့မရတော့ဘူးဆိုတာသိကြရဲ့ ဘုရားမြတ်စွာဘုရားတော်ရှောင်ဝေးလို့မရတဲ့တင်ကြီးတွေကကွေးကွေးသွားလို့မရဘူး လူပြေမှာနှမလေးကိုသိကြမှာဗျာ အေး ဘူဝိဇာမနာလို့ခေါ်တယ်ဘုံဘုံကြီးရဲ့ရုပ်ကလပ်ကိုမြင်မြတ်ပြီးသိကြမှာဗျာ ကိုဆရာတော်ဘုရားကဘယ်လိုဆရာတော်လဲဆိုတာအုံနောက်ထဲကိုနည်းနည်းမှစဉ်းစားမကြည့်ဘူးလားဘုန်းရှင်ကရှင်တပါးရှင်အသားငါးတောင်မှဥတောင်မှမဟုတ်ပေးတဲ့ဘုန်းကြီးတတ်တန်လို့တရားဒေသနာပွားများနေတဲ့သာသနာရဲ့အာသာနီးဘုန်းရှင်ကရှင်ကြီးကိုမြေကြီးမှာ6ပေချင်းတူဆရာတော်ဘုရားရဲ့အလောင်းကိုမြုပ်ပြီးတော့ဘူမိသာဗနာမြေမြုပ်သိမ်းဆိုလိုက်ဆရာတော်ဘုရားရဲ့အသားကိုမြေကြီးထဲမှာရှိတဲ့ဘုံဝါတရိษံလေးတွေကစားမြေတီမြေမှုတွေခန်းချောက်ကုန်တော့နေတာဝင်ယူမလားပြောနေတာဝင်ယူမလားပြော ။ဟုတ်ပြီလေ။အဲ့ဒါဆိုဒီလိုလိုပေါ့ပေါင်းနေရဲ့ညီမပြုတ်တော့ဘူးလေ။အက္ခိဇာပနာလို့ခေါ်တဲ့ဆရာတော်ဘုရားကြီးရဲ့ရုပ်ကလပ်ကိုမိသိချုံနဲ့ပေါင်းနေရဲ့ ။ဩအဲ့ဒီဆိုတဲ့သဘောဆရာတော်ဘုရားရဲ့အလောင်းတော်ကြီးအမွေနန္ဒဘုံပေါ်မှာတည်းမိသေးချုံ ။မိသိချုံပါ တတိယကတိုင်းမှာဟင်အနေနဲ့အရရကလာကြတာဟင်ရှင်ထဲမှာအေးနေတာလားတူးနေတာလားဟင် ။ပူနေတာ ဆရာတော်ဘုရားအတွက်ရှင်ထဲမှာအခုံးမထွက်တဲ့မိတွေကဒီလောက်တူးနေတာကိုမိရှုပ်ပြီးသေးချုံလိုက်လို့တပူပေါ်နှစ်ပူစီးရင်နေတာဝေရှိမှလားတော့နေတာဝေ ။ဟုတ်တယ်။အညာကတပိတကမလေးလည်းပူလောင်နေတယ် တန်ဘောဟာတွေရောက်တယ် ။ဒါဆိုရင်ဘုန်းကြီးကိုမိသိချုံလို့ပူလောင်နေဆိုအေးတော့သိချုံပဲလေ ဘယ်လိုသိချုံ ။ဥဒကိဇာပနာလို့ခေါ်တဲ့ဥဒကဘုံရုပ်ကလပ်ကိုရည်မြုပ်ပြီးသိချုံနဲ့ပေါင်းနေရဲ့ ဥဒကဝါဟနာဘုန်းကြီးရဲ့အလောင်းကြီးရင်ပြောသိချုံမယ်ဆိုတော့ဟဲ့ဒီလားကွာကုန်းမာနေတော့ကိုးကလေးတဲ့ရေမာနေတော့ဆဲကလေးတဲ့ရေနေတဲ့ဝါလေးတွေငါးလေးတွေလက်ကလေးတွေပစုံလေးတွေသိချင်းပြတ်သိတော့နေတာဝီယူမလားပြောတာဝီယူမလားပြော တကုနာဇာပနာလို့ခေါ်တဲ့ဘုံဘုံကြီးရဲ့ရုပ်ကလပ်ကိုငှက်ချီလင်းနာတာကျွေးပြီးသိချုံလိုက်ရောပေါင်းနေရဲ့ ဩတော်တော်လေးပညာတွေတက်နေတာဟင်တမျိုးမရလို့တမျိုးလေးမျိုးမြောက်တကုလသာဗနာဆရာတော်ဘုရားရဲ့အလောင်းကြီးပခုံးတန်းတီးဟိုတော်တန်းကိုဝင်တစ်ပင်ကြီးရဲ့ခွားသုံးမှာလင့်နေထိုးဆရာတော်ဘုရားရဲ့အလောင်းကြီးကိုတင်းကြည်လေးတာငှက်အစာကျွေးပြီးတကုလသာဗနာနဲ့တင်းချိုလိုက်တော့ပက်ခါတန်ရနေတဲ့ငှက်ကလေးတွေကဆရာတော်ဘုရားရဲ့အသားကိုစားပြီးဒုက္ခရောက်ကုန်တော့နေဖက်နေတော့ပါဘယ်နဲ့တော့ပါ ဘသူ့ကိုမှဒုက္ခမရအောင်နတ်ပြည်တော့မပေးနိုင်ဘူးဘုရားရဲ့ရုပ်ကလပ်ကိုတာခါစာပနာလို့ခေါ်တဲ့တည်ရွက်တစ်ခတ်တို့ဖြင့်ဖုံးလွှမ်းပြီးရိုးရိုးသိချုံလိုက်တယ်ပေါင်းနေရဲ့ ဆိုကောင်းကောင်းလေးစွပြီးမြတ်ဘာသာနဲ့နာအေးချူပြီးပြန်တော့ပါ လို့ဖြစ်သွားတော့ နတ်တခါလဲစုနေလိုက်ရမလားပြောဟင်ရှာနေရှည်လိုက်ပါဘလို့မင်းသမီးညာငှားတာလည်းမသိသူများမင်းသမီးတွေသာဗနာ၄မျိုးလောက်ပြော၄မျိုးမရဘူးဆို MLA ဆိုငိုပြီးပြီးနေ့ကြမှာရှာရှည်ပြီးတော့နောက်ထပ်တစ်မျိုးတာခါသာဗနာ ပေါင်းနေကမပေးနိုင်ဘူး နေရမပေးနိုင်လေငါလည်းနဲ့အောက်ကြမှာခိုင်းနိုင်တာခါသာဗနာဆိုတာဆရာတော်ဘုရားရဲ့လောင်းတော်ကြီးညီကြီးပေါ်မှာဒီတိုင်းကြီးစိန်လန်ဆိုတင်နေတဲ့တစ်စီကြောက်တော်လေးခုတ်ဖြစ်ဖုံလွှမ်းပြီးတော့အလောင်းကြီးကိုပြကြအောင်သိဆိုတာတာခါသာဗနာတဲ့ ဒါပေါ့မောင်နေ အေးဆရာတော်ဘုရားရဲ့အကြောင်းပိုင်းမှာဆရာတစ်ပင်တော့တော်ဘယ်တော့စိတ်ဆိုထားစိတ်ဆိုနေတဲ့တစ်ပင်တွေကိုခုတ်ချဖုံးလိုက်လို့ရှားတိဥရုတွေဖောက်ပြပြီးတော့ရှင်ပြည်တော်တောင်တွေခြောက်ခတ်ပြီးဒုက္ခရောက်ကိုနေတာဝေယူမလားပြောနေတာဝေယူမလား ပေါ ပြော င်းနေကလည်းအခုမောင်တစ်ခုကိုဖဲတိုက်နေရပဲ ငါလည်းမပြေးနိုင်ဘူးလေ ဒါဆိုဘုံဘုံကြီးရဲ့အလောင်းတော်ကိုကုပေနာဇာပနာလို့ခေါ်တဲ့ကုသွေးပြီးတော့လည်းသိချုံလိုက်မယ်ပေါင်းနေရဲ့ဘာတစ်ပင်မှခုံးချမလို့ နည်းနည်းလေးမှအုံနောက်ထဲမှာအုံနောက်တွေမပါဘူးဟင်ချီအုံနောက်ကြီးနဲ့လာပြောတယ်ကိုတော့ကဘီလာမြေတစ်လုံး9000ကျော်တောင်းဆိုရတယ်ခုဘီလာမြေတစ်လုံး3000လောက်ဖြစ်နေပြီဟင်တန်ချီတန်ခွေးနဲ့ဂူလုံးပြန်တော့လေတန်တပိတ်တာကို4-500ပေးရလက်သမားဆရာတွေကအရင်တော့တစ်နေ့1000ဆိုပြီးလုပ်ချင်လို့ခု9000ပေးရင်တော့မှအလုပ်သမားမလိုက်ချင်တော့ဘူးဟင်ဆရာတော်ဘုရားတွေအလူကကြီးဖွင့်ပြီးတော့တင်းချိုနေရတာနောက်ဆုံးအချိန်မှာလူသားတွေအပူပွားနေဒုက္ခရောက်ကုန်လူတွေကအပူရှားတဲ့ထူသာသာမနာခွင့်မပြုနိုင်ဘူး ။အောင်ကြီးနဲ့ဒါဆိုရင်ဘုံဘုံကြီးရဲ့အလောင်းတော်ကိုနတ်ပြည်ကိုတော့နှမလေးမပေးနိုင်ပါဘူးဗျာ။နောက်ဆုံးဇာပနာဖြစ်တဲ့အာကာသဇာပနာလို့ခေါ်တဲ့ဟိုးဘုံဘုံနှစ်စစ်
အမြင့်မှာဘုံဘုံကြီးရဲ့ရုပ်ကလပ်ကိုထားပြီးမြင့်သိကြပါဗျာ ဩဝေလာခကလို့ခေါ်တဲ့အာဃာတသာမဏကျောင်းအပြင်ကွင်းမြင်ဒီမှာဘုံ90ပြတ်တက်ကြီးဆဘုံ90ရဲ့ထိတ်ဆုံးမှာဆရာတော်ဘုရားရဲ့အလောင်းကြီးကိုတည်အဝေးကနေဒုံးကြီးနဲ့ပြစ်ဖောက်တဲ့အာဃာတသာမဏ ထားဖို့မောင်ကြီးနဲ့ ဒီလူပြည်တော်မဟုတ်ဘူးစက်ကြဝဠာတကိုင်းအထက်ထအခုအငွေတွေဖုံးသွားပြီးတော့ဒုက္ခရောက်ကုန်တော့နေတော့ခွဲပြလိုက်နေကြောင်တော့အမောက်ဆန်းနေတယ်နေကြောင်တော့အမောက်ဆန်းနေတယ်ဟဲ့ အဲ့တော့တေးလို့ရှိရင်ဘာလို့ဝိုင်းအောင်ဆူရလဲစက်ကျူရီရတဲ့တော့ပကတနာရစီမာတော့စပနာတွေပွဲအော်ငါပုံပုံကြီးကူအစားရရဲ့စပနာတွေပွဲပွဲ မလို့ကြည့်ဘူး ပုံပုံကြီးရဲ့စပနာတွေကိုလေးတတိတကာမကရှိတဲ့အေးအားလေးနဲ့ဟိုးကြောင်ရောင်းကဘုဇတိဆိုင်ကြီးလည်းခါလို့ ဘာဖြစ် ။အောင်ကြီးနဲ့တွေ့တယ်နော် ညင်းတယ် ။တပည့်တော်မတွေကအသွေးအသားအသက်နှလုံးတဲအားလုံးကိုဘုံဘုံကြီးတို့ရင်းခဲ့တယ်ပါပြီလေ အေး ။အလောင်းတဲလို့ရှိရင်ဘာလို့ဝိုင်းအောင်ဆူရလဲ ဘာကြည့်ကြလဲတော့ ။စံကျူရီရောနေတဲ့တော့ပကတနာရစီယမစံပနာသမီးပွဲစံပနာသမီးပွဲ နောက်ဆုံးအချိန်ရောက်နေပြီနောက်ဆုံးအချိန်ရောက်နေပြီ ရှိမပါလားရှင်တို့ရဲ့အတုကရကောင်းမှုဆိုတဲ့စံပိချံဘလူရတော့လေမလွတ်နိုင်တဲ့စံပနာသမီးဝဲဘုံကြီးကမလည်းမလွတ်နိုင်တဲ့မနတဲ့ဝဲဟေးဟေးနောက်တော့အလောင်းကြီးနဲ့ပြီးကုန်မယ်ဒီတိုင်းနဲ့တော့အသားလည်းဒီပူတော့မပေးနိုင်နောက်တော့အကောင်နဲ့ပြီးကုန်နေမယ်ဟိုမနာမဘာလာပြီးတော့မမဘာဖြစ်နောက်ကလိုက်မလာနဲ့ဆိုလိုက်လိုက်တာဘာတော့ ဘာတော့ လက်ပြခေါ်လာတာ နတ်ကြီးခေါ်လာတယ်ပြည့်လိုက်ကြောင်းဆုံးမှာ မောင်ကြီးတဲ့ ဘာတော့ နမလေးတမလေးစီမောင်ကြီးနဲ့ချောင်းမရစီမောင်ကြီးရဲ့အလောင်းတော်ကိုတော့လူပြေပါပဲတင်းကြွခွင့်ပြုပါမောင်ကြီးနဲ့လိုချင်တာဖြေချင်တာတွေကိုနမလေးတို့လူသားတွေကလေအားလုံးစုယုံပြီးမောင်ကြီးနဲ့ကိုဖြည့်ဆည်းပြီးပါမယ် မင်းမာသစ္စာလူမာဂတိတဲ့နတ်မာတမာတိဓမ္မမာပါဠိတဲ့နေဂတိတည်ပြီလေနော် အဲ့ဒီဒီအပေါ်မှာ ဆရာတော်ဗဒ္ဒန္တာအာသာရမဟာထေရဲ့အလောင်းကိုအေးအေးသေးသေးလူပြည်မှာပူတော်ခြင်းနဲ့ဆိုရင်မောင်ကြီးနတ်တော်ကလည်းနတ်တပနတ်ပြည်ကနေကြွလာနတ်ပြည်ပြန်ဖို့အရေးစောင်းနှန်းလေကားတစ်တွေပြည့်စည်နေတယ်အဲ့ဒီစောင်းနှန်းလေကားတစ်တွေပြည့်စည်နေတာကိုပြင်ဆင်ရအောင်ဆရာတော်ဘုရားတွေနဲ့လူသားတွေစီကနေမောင်ကြီးနဲ့ကြည်ပြူအောင်အလူခံပြီးတော့ပေးချအောင်